မင်္ဂလာပါရှင်မေတို့ရဲ့အပတ်စဉ်စနေနေ့တိုင်းမှာတင်ဆက်ပေးနေကြဖြစ်တဲ့ရွှေတရားနဲ့ရွှေစကားအစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါကိုအောင်ကျော်ရေမင်္ဂလာပါမမေကြီးဒီနေ့မေတို့ပေါ့နော်ဆွေးနွေးသွားမယ့်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့တစ်ချက်လောက် sharing လေးလုပ်ပေးပါရှင်ဟုတ်ကဲ့ပါဗျာဒီနေ့ကတော့ကျွန်တော်တို့ရွှေဝယ်မဲ့သူတိုင်းမဖြစ်မနေတည်ထားတဲ့လက်ခဆိုတာရယ်ဘာလဲဆိုတာရယ်နောက်ပြီးလက်ခသက်တာအောင်ဘယ်လိုဒီဇိုင်းတွေရွေးချယ်ပြီးဝယ်ယူရမလဲဆိုတာရယ်ကိုကျွန်တော်တို့ကရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာဟုတ်တယ်ကိုဒါပေါ့နော်ဒီရွှေဝယ်မဲ့သူတိုင်းတိတ်ကိုတည်တင်တဲ့အချက်လို့တော့မရီအနေနဲ့တော့ထင်မြင်မိတယ်ပေါ့နော်ဆိုတော့အသေးစိတ်အချက်လက်လေးတွေနဲ့ပတ်သက်ပြီးတော့တစ်ချက်လောက် detail လေးရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမမေကြီးနေပစ္စည်းမဆိုပြုလုပ်တဲ့အခါမှာကျွန်တော်တို့လက်ခဆိုတာပေးရပါတယ်ဒီလိုပဲကျွန်တော်တို့ရွှေတွေမှာလည်းလက်ခဆိုတာရှိတယ်ပေါ့နော်ဒီရွှေတွေမှာပေးရတဲ့လက်ခဆိုတာကတော့ကျွန်တော်တို့ရွှေအတုံးတွေကိုဝစ်ဆင်လို့ရတဲ့ဒီဇိုင်းလှလေးတွေဖြစ်လာအောင်ပြုလုပ်ပေးရတဲ့ဗရိန်ဆရာကြီးတွေကိုကျွန်တော်တို့ပညာရှင်ကြီးပြန်ပြီးတော့ပေးရတဲ့သဘောပဲဖြစ်ပါတယ်အဓိကပစ္စည်းရဲ့ဒီဇိုင်းပေါ်မှာမူတည်ပြီးတော့လက်ခတွေကလည်းမတူကြဘူးဒီဇိုင်းဆန်းရင်စမ်းတယ်လို့ဗရိန်လက်ရအနုစိတ်လောက်ရရင်လောက်ရတယ်လို့မျိုးလက်ခကပို့ပြီးတော့မှများရတဲ့သဘောရှိပါတယ်ဗျာအဲ့ဆိုရင်အကိုပြောချင်တဲ့သဘောကရိုးရှင်းတဲ့ဒီဇိုင်းလေးတွေဆိုလို့ရှိရင်တော့လက်ခတက်တာတယ်ဒီဇိုင်းအဆက်ဆက်ပြပြလေးတွေဆိုလို့ရှိရင်တော့လက်ခတော့အနေငယ်ပုံများတယ်အဲ့လိုမျိုးလေးပြောချင်တာလားရှင်ဟုတ်တယ်ဗျတကယ်လို့အလွယ်နည်းနဲ့မှတ်မယ်ဆိုရင်အဲ့လိုမှတ်ထားလိုက်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒါဆိုရင်အကိုပေါ့နော် customer ကိုစားမေးခွန်းလေးတစ်ခုမရီဘက်ကနေမေးချင်တယ်ပေါ့နော်ဆိုတော့ဘယ်လိုဒီဇိုင်းလေးတွေဝယ်မယ်ဆိုလို့ရှိရင်လက်ခတက်တာမလဲပေါ့လက်ခတက်တာတဲ့ဒီဇိုင်းလေးတွေပေါ့နော်ဟုတ်ကဲ့ဗျခုနေ့ကပဲ memory ပြောနေရတော့ကျွန်တော်ကြားလိုက်သေးတယ် memory ဝယ်မလို့မဟုတ်ဘူးလားလာကိုရင်ရွှေစုမလို့ဆိုဟုတ်တယ်အဲ့ဒါလည်းပါတယ်ပေါ့နော်အားကြောင့် memory သိချင်တာလည်းပါတယ်ဟုတ်ပြီဗျာလက်ခသက်တာအောင်ဘယ်လိုရွေးချယ်ရမလဲဆိုလို့ရှိရင်ပေါ့နော်စောစောကကျွန်တော်ပြောသွားတဲ့အတိုင်းပဲအဓိကကတော့ဒီဇိုင်းရိုးရိုးရှင်းရှင်းဖြစ်တာကိုရွေးကျွန်တော်ရွှေရာမှာဆိုလို့ရှိရင်တော့ဒီလိုဒီဇိုင်းလေးတွေကဒါလက်ခအသက်တာသုံးမယ်ကိုကအလားဝတ်ချင်တာဆိုလို့ပဲစုဖို့အတွက်လည်းရည်ရွယ်ထားတယ်ဆိုလို့ရှိရင်တော့ဒီလိုဒီဇိုင်းတွေကကျွန်တော်တို့ပို့ပြီးတော့မှတင့်တော်တာပေါ့နော်အဲ့တော့ဒါမှမဟုတ်ဘူးပွဲတော်ပွဲတဲ့ရှိရဆိုလဲဒီဇိုင်းနဲ့စမ်းတာလေးတွေတော့ဒါပို့ပြီးတော့မှကိုနဲ့လိုက်ဖက်သွားမှမျိုးလေးရှိတယ်အဲ့ဒီအတွက်လည်းလက်ခနည်းနည်းပို့ပေးခဲ့ရတယ်ဆိုတော့မှကိုကဝတ်ပြော်တယ်လေဒါနဲ့ပေါ့နော်မရီသိချင်တာလေးတစ်ခုရှိသေးတယ်မရီတို့ရွှေအထည်တစ်ခုဝယ်လိုက်ပြီဆိုလို့ရှိရင်လေသူ့မှာအယောဘက်လည်းပါတယ်လက်ခလည်းပါတယ်ပေါ့နော်အဲ့တော့မရီတို့ကနေပြီးတော့အဲ့ဒီအယောဘက်ကလက်ခကနှစ်မျိုးလုံးကိုပေးနေရတာလားပေါ့အဲ့ဒါလေးလည်းသိချင်သေးတယ်ဟုတ်ကျွန်တော်တို့ရှိမှာတော့ဒါနှစ်မျိုးလုံးပေးကြရမလို့ဘူးရွှေရာမှာဆိုလို့ရှိရင်အယောထက်ထည်ရဲ့လက်ခတည်းရဲ့ဆိုပြီးကျွန်တော်တို့မှာနှစ်မျိုးရှိတယ်တကယ်လို့အယောထက်ပါတဲ့အထည်ဆိုလို့ရှိရင်လက်ခကျွန်တော်တို့လုံးဝမပါဘူးလက်ခပါတဲ့ထဲဆိုလို့ရှိရင်လည်းကျွန်တော်တို့အရွက်တွေလုံးဝမပါဘူးအဲဒါကြောင့်ကျွန်တော်တို့ရွှေရာမှာဆိုရင်လက်ခဒါမှမဟုတ်အရွက်တွေတစ်မျိုးတည်းပဲကြားတင်မှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကိုရေအခုလိုမျိုးပေါ့နော်အသေးစိတ်လေးတွေကိုရှင်းရှင်းလင်းလင်းလေးပြပြပေးတဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်မရီလည်းလက်ကုန်လို့ရှိရင်ပေါ့နော်ဘယ်လိုလက်ခတက်တာတဲ့ဒီဇိုင်းလေးတွေကိုဝယ်ရမလဲဆိုတာကိုတော့တစ်ချက်တော့သိသွားပြီပေါ့နော်ဟုတ်ပါဗျာဒါဆိုကျွန်တော်တို့ customer တွေလည်းရွှေဝယ်ယူတဲ့အခါမှာလက်ခသက်တာအောင်ဘယ်လိုဒီဇိုင်းတွေကိုရွေးချယ်ရမလဲဆိုတာကိုဒါနားလည်သွားလောက်ပြီဖြစ်ထင်တယ်နော်အဲ့တော့နောက်ဘက်မှာရောရွှေတရားနဲ့ရွှေတကားအစီအစဉ်ကနေပြီးတော့ရွှေနဲ့ပတ်သက်တဲ့ဘယ်လိုအကြောင်းအရာတွေကိုတင်ဆက်ပေးသိချင်လဲဆိုတဲ့ဟာကို comment မှာပြောသွားပေးခဲ့ကြပါဦးဗျာဒါဆိုလို့ရှိရင်ဒီနေ့အစီအစဉ်လေးကနေပြီးတော့ Marie နဲ့ကျွန်တော်ကိုအောင်ကျော်တို့ကနေပြီးတော့မှနှုတ်ဆက်ခဲ့ပါတယ်ဗျာအတား